အချစ်ကလေးနဲ့ကြည်နေတော့အလုံးကဘာအပြစ်မှမရှိဘူးအမုန်းနဲ့ကြည်လို့ကတော့အကုန်အပြစ်ကြီးပဲမို့လားလူတွေရဲ့သဘာဝအချစ်နဲ့ကြည်တော့အပြစ်မရှိအမုန်းနဲ့ကြည်တော့အရှုံးနေပဲရှိနေတာပရိသတ်ရဲ့လူငယ်သဘာဝအချစ်ချစ်စားကင်းစားကျင်နာစားအချစ်ကလေးနဲ့ကြည်တော့ပရိသတ်ရဲ့အချစ်နဲ့ကြည်တာကိုအချစ်နဲ့ကြည်တော့ကြောက်ပေါက်မှန်လေးတွေကပချိုင်လေးတွေပြောင်းကုန်တာဘာနဲ့ကြည်တာအချစ်နဲ့ကြည်တာကိုမလားအမုန်းနဲ့ကြည်တဲ့အခါကျအဲ့ဒီဒင်ပယ်လေးတွေကပဲကြောက်ပေါက်မှန်နေဖြစ်ကုန်တာမဟုတ်လားလူတွေကအကြည့်ပေါ်မှာလိုက်ပြီးတော့အချစ်တွေဝင်တာမြင်မာများတော့အကျဉ်းနာပွားတဲ့ပရိသတ်ရေမြင်မာများတော့ဘာပွားအကျဉ်းနာပွားပါတယ်ဗျာကြာကြည်ပါများတော့လေတယောက်နဲ့တယောက်ကြည်ရင်နဲ့လှလာတာမဟုတ်လားလူတွေကရွေးချယ်စရာရှိရင်ရွေးတယ်ရွေးချယ်စရာမရှိတဲ့အဲ့နေတိုင်းမြင်ပါများရင်ဟိုတုန်းကဆရာတော်ကြီးနှစ်ဖူးကဘူးပျောက်နေတယ်ဆိုတာကြားဘူးလားဒကမာကြီးတယောက်ဝေယဝဇ္ဇလုပ်ဖို့ဆိုကြောင်းခေါ်တာပြတဲ့နှစ်ဖူးမှာပူရင်းနဲ့ရုပ်ကဆိုးနေတိုင်းအဲ့ဒီဒကမာကြီးဆွန့်ကပ်ပြီးတော့နေတဲ့အခါခဏကြည်ပါများတဲ့အခါကျတော့အဲ့ဒီနှစ်ဘူးကဘူကြီးကပျောက်လာတာပျောက်တယ်ဒကမာကြီးပြောဒကမာကြီးပြန်တော့အရှင်မြတ်ဘာဖြစ်လို့တပည့်တော်ဘာမှလုပ်မလဲဒကမာကြီးကအမှားမလုပ်ဘူးဘုန်းကြီးကဒကမာကြီးကြည်ရင်နဲ့အဲ့ဒီနှစ်ဘူးကဘူကြီးကပျောက်လာတာအချင်းနဲ့ကြည်တော့အပြစ်တွေမရှိတော့ပြိဿမြင်မာများတော့အကျဉ်းနာပွားတယ်ဆိုတော့ဟောဒီနှစ်ဘူးကဘူတွေပျောက်လာတာဒါကြောင့်တတ္ထာလွင်တဏှာဖြစ်တယ်ဆိုတာအဲ့ဒါပဲပြိဿယုံကြည်မှုတွေအားကောင်းလာပြီဆိုရင်အဲ့ယုံကြည်မှုနောက်မှာပညာမပိုင်တဏှာဆိုတဲ့တက်မဲ့တွေ့တာမှုတွေဖြစ်နေတိုင်းမြင်မှများရင်အဲ့ဒီမြင်နေတဲ့မျက်နာကအလှတွေပေါ်ပြီးတော့အဲ့ဒီအလှပေါ်မှာတရားမပါတဲ့အခါ attachment ဆိုတဲ့တဏှာတွေဖြစ်လာတော့တန်ရောစဉ်တွေဖြစ်ကုန်တာဘုန်းကြီးကိုတွေလေးတခုကိုရီးယားမှာသင်တန်းပြတော့ကမြင်မှများတော့အကျဉ်းနာဘွားဆိုတာလीသင်္นานတစ်ခုမှာဘုန်းကြီးလွန်ခဲ့တဲ့2နှစ်လောက်ကိုရီးယားတွေကိုဓမ္မစကြာဒေသနာပို့ချပေးတယ်ကိုရီးယားလို့ဧဝံမေတုတံဧကံသမယံဘဂဝါပါရဏတိယံဝိဟရတိဣတိပတနေမိဂဒာယေဒါကပါဠိမွေးစကားဗမာလို့ဆိုရင်ဧဝံမေတုတံမေဘယတပိတောအာနန္ဒတိဧဝံဧသောတုတံဇာနာကယပါတိဘယဧကံသမယံအခါတပါအဲ့ဒါဗမာလို့ပဲအဲ့တော့အဲ့ဒီပါဠိမွေးစကားကိုဘုန်းကြီးကကိုရီးယားလိုတိုက်ပြန်ပြီးတော့ဘာသာပြန်ပြီးတော့ပို့ချပဲဧဝံမေတုတံနာနံဣဝခချိဒုရတ္တာပဲမေကနာဧဝံကဣရောကေဣဝခချိတုတံဒုရတ္တာနာနံဣဝခချိဒုရတ္တာဧကံသမယံအခါတပါဆိုရင်ကိုရီးယားကလွယ်တယ်ဟန်တယ်ဆိုတိတ်ပဲအဲ့ဒီလိုဘုန်းကြီးကစကားလုံးတစ်လုံးရဲ့အဓိပ္ပာယ်တစ်လုံးချင်းဘာသာပြန်ပြပြီးတော့ historical background ဓမ္မစကြာရဲ့နောက်ခံသမိုင်းကြောင်းတွေပါပြောပြတဲ့အခါကျတော့ဘုန်းကြီးရဲ့သင်တန်းမှာလည်းပဲကိုရီးယားမှာလည်းထိုးအတူပဲဒကမတွေပဲများတာမဟုတ်လားသင်တန်းမှာလေဗမာပဲကြည်ဒကမတွေပဲများတယ်အထီးကျန်ဆိုတဲ့စကားလုံး